မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ USC ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ Joshua Ban ရဲ့လေ့ကျင့်နေတဲ့ 4 of 5 class ရဲ့အဆင့်မြင့်တင်ပြောင်းရွှေ့ဖွင့်လှစ်မဲ့တည်င်းကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Joshua Ban USC ထဲကိုမရောက်လာခင်အချိန်ထိ4 of 5 class ဆိုတဲ့နာမည်ကို USC ပရိသတ်တွေအများကြီးမသိကြသေးပါဘူးဒါပေမဲ့ Joshua Ban က USC ရောက်လာပြီးတာနဲ့အချိန်တိုအတွင်းမှာ Champion ဖြစ်လိုက်တဲ့အခါမှာတော့4 of 5 class ရဲ့တန်ဖိုးရဲ့အရေးအသွေးကိုကဘာကအသိမှတ်ပြုလာကြပါတော့တယ်ဒီလို finder တရားအောင်မြင်လာတာနဲ့အမျှကလပ်ရဲ့ပုံရိပ်ကလည်းတစိမ့်တို့တက်လာပါတယ်။ NA လောကမှာဂျင်းတစ်ခုရဲ့အောင်မြင်မှုဆိုတာအဲမှာလေ့ကျင့်နေတဲ့ finder တွေနဲ့အောင်မြင်မှုနဲ့ဓာတ်ရအချိုးကျပါတယ်။ finder တွေနေရာရတာလေကလပ်ရဲ့ဂုဏ်တဲ့တင်းကလည်းပိုးပြီးပုံရိပ်မြင့်မာလာလေပါပဲ။အဲ့ဒီနောက်မှာတော့ Joshua Ban ရဲ့ border တိုက်ပါ USC ထဲကိုတယောက်ပြီးတယောက်ဝင်ရောက်လာကြပြီး4 of 5 class ရဲ့နာမည်ကလည်းရည်တည်မှုအခိုင်အမာဆုံးဂျင်းထဲကတစ်ခုဖြစ်ရောက်ရှိလာပါတော့တယ်။ဂျင်းတစ်ခုအောင်မြင်လာပြီးဆိုရင်အဲ့ဒီကိုလာရောက်လေ့ကျင့်ချင်တဲ့မျိုးဆက်သစ်လူငယ် finder တွေပိုများလာပါတယ်။ဒါကြောင့်ပဲအရင်ဂျင်းဟောင်းလေးကနေရာကျင်းလာတာနဲ့အမျှတခစ်ဆန်ဖို့အတွက်ဂျင်းအသစ်ကိုပုံမကြီးမားခန်းနားစွာနဲ့ပြန်လည်ပြင်ဆင်လာခဲ့ကြပါပြီ။နီးပြကြီးတင်တဲ့ပင်နေတာကသူကိုယ်တိုင်တရားဝင်ထုတ်ပြန်လာတဲ့4 of 5 class အသစ်မှာတော့ခင်မီဆန်းတဲ့ finish ပစ္စည်းအပြည့်အစုံပါဝင်လာမှာဖြစ်ပြီး finder တွေအကောင်းဆုံးစပါနဲ့ဆွဲလို့ရမယ်အစင်မြတ်တန်စကားဝိုင်းတွေကိုလည်းအပြည့်စုံထည့်သွင်းထားပါတယ်။လက်ရှိချင်းဟောင်းကိုတော့တရားဝင်ပိတ်သိမ်းလိုက်ပြီးဖြစ်ပြီးအစင်မြင့်တင်ထားတဲ့ location အသစ်ကနေစတင်ဘာလ1ရက်နေ့မှာပရိသတ်တွေနဲ့ finder တွေကိုပြန်လည်ကြိုဆိုတော့မှာဖြစ်ပါတယ်။